ဒီလက်မှတ်ဝယ်တဲ့အခါမှာကိုယ့်ရဲ့လေယာဉ်ကစားစရာတွေပေးလားမပေးလားဆိုတာလည်းကြည့်လို့ရတယ် pre order မှာလို့လည်းရပါတယ်ဒါပေမဲ့ခုကိုထေးသွားတဲ့ဒီ Scoot Airline မှာကျတော့သူတို့ကအပေါ်မှာဒီလက်မှတ်ထဲမှာမပါဘူးမပါတဲ့အတွက်ဘာဖြစ်လဲဆိုတော့ကိုယ်တိုင်ဝယ်ပြီးတော့စားလာတာပေါ့နော်ရောက်တဲ့နေရာမှာဘိုက်စားရင်တော့အစာမခံပါနဲ့နောက်တစ်ခုကကိုလေယာဉ်ပေါ်မှာစားဘူးတယ်ရှိအောင်လို့လဲစားတာပေါ့နော်ခဏခဏစားတယ်ကိုတွေကဒီဘဲသွားလေယာဉ်နဲ့သွားတယ်ဆိုရင်မှာစားတယ်ပြီးလို့ရှိရင် restaurant တွေသွားတယ်သွားကြည့်တာပေါ့နော်ဘယ်လိုမျိုးတွေရှိလဲဆိုတာသွားပြီးတော့လေ့လာမျိုးတွေရှိတယ်ဒီမှာကိုတွေမှာစားတာလေးပေါ့နော်ဒါကြောင့်လေယာဉ်ပေါ်ကိုသွားမယ်ဆိုရင်သူကခုမှဒေါ်လာပါတယ်ဆိုရင်မှာမကြောက်ပါနဲ့မရှက်ပါနဲ့ဘိုက်စားလို့ရှိရင်မှာစားလို့ရတယ်เนาะအေးလေးပဲတောက်ကော်ဖီလေးပဲတောက်ကိတ်မုံလေးပဲစားပြီးရင်ခုလိုမျိုး chicken biryani rice တွေပဲစားအဆင်ပြေပါတယ်เนาะဒီမှာကိုတွေပြပေးထားတယ်เนาะလေရင်စတက်တော့ကြတော့ကိုတွေရဲ့ဘေးမှာနှစ်ခုံကလွတ်နေပါတယ်ကိုတွေကသုံးခုံတန်းကိုတယောက်တည်းပဲစီးရတယ်ပေါ့เนาะလေရင်ပေါ်မှာရနိုင်တဲ့အစားအစာတွေကတော့အများကြီးပဲဒီမှာဓာတ်ကြိုက်တဲ့သူတွေရောပြီးရင်အေးကြိုက်တဲ့သူတွေအတွက်လည်းဒီမှာတောက်လို့ရတယ်$6ပေါ့နော်$0တည်းလေးကြီးတယ်ဒီမှာ coffee တွေလည်းရှိတယ် wafer မုန့်တွေရှိတယ်ကိတ်မုန့်တွေခောက်ဆွဲတွေလည်းဝယ်စားလို့ရပါတယ်ကိုက$15လောက်ပါတယ်ဆိုရင်တော့မတော်လေးစားလို့ရပါတယ်ကိုတွေကတော့$15ကျပ်တန်ဒီ nasi biryani rice လေးနဲ့ပြီးလို့ရှိရင်ဒီမှာ spice ပေါ့နော် no zero sugar biscuit လေးဒီ biscuit လေးတော်တော်လေးကောင်းတယ်အပြင်မှာဝယ်စားဖို့ကိုတွေဓာတ်ပုံလေးရိုက်လာတာမိတ်ဆွေတွေကိုမျှဝေပေးတာပါကိုတွေမှာစားတာကတော့$15တောင်ကျပါတယ်အဲ့ဒါကကာရီ chicken biryani ရယ်ပြီးလို့ရှိရင် spice ဘူးလေးရယ်ကိုကဘယ်ကိုပဲရောက်ပတ်စံပါလို့ရှိရင်အဲ့လိုမျိုးလေးမှားစားပါစားဖို့ရရှိအောင်လို့